ဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ပရက်စိတ်ကလေးနဲ့ကျုံးငှက်ကလေးဖြစ်ပါတယ်။ပူပြင်းတဲ့နေရာဒီတရက်မှာပရက်စိတ်ကလေးတစ်ကောင်ဟာရေရှာထွက်လာခဲ့တာပေါ့ကွယ်။ခဏလောက်ကြာအောင်ရှောက်လို့ရှာပြီးတဲ့နောက်မှာမြေကမ်းတစ်ပြေးတစ်ခုအနာရောက်လာခဲ့တာပေါ့။ဒါနဲ့ရေတောက်ဖို့ကြောက်တုံးတစ်ခုပေါ်တက်လိုက်တယ်။နောက်ရေငုပ်တောက်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲပရက်စိတ်ကလေးဟာခြေချောပြီးမြစ်ထဲကိုပြုတ်ကျသွားတယ်ကွယ်။အဲဒီမှာတိတ်ကိုင်းတကိုင်းနားမှာနားနေတဲ့ကျုံးငှက်လေးဟာပရက်စိတ်ကလေးမြစ်ထဲပြုတ်ကျသွားတာကိုမြင်သွားတော့တယ်ပေါ့ကျုံးငှက်ကလေးကချက်ချင်းဆိုသလိုပဲတည့်ရလေးတရက်ကိုခူးယူလိုက်ပြီးရင်းနစ်နေတဲ့မြစ်ထဲကပရက်စိတ်ကလေးအနီးရောက်အောင်ရေထဲမျောချလိုက်တယ်တဲ့အဲဒီတော့ပရက်စိတ်ကလေးဟာမျောလာတဲ့တည့်ရလေးနားရောက်အောင်သွားလိုက်ပြီးတည့်ရလေးပေါ်တက်လိုက်တာပေါ့မကြခင်မှာပဲတည့်ရလေးဟာကုန်းမြေနားစီရောက်သွားပြီးပရက်စိတ်ကလေးဟာလည်းကုန်းမြေပေါ်ခုန်တက်လိုက်တော့တယ်ပြီးတော့သူကတစ်ပင်ပေါ်မောကြည့်လိုက်ပြီးကျုံးငှက်ကလေးကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်တဲ့နောက်ရနေနဲ့ကြာပြီးတဲ့နောက်တရက်မှာငှက်ဖမ်းသမားတယောက်ဟာကျုံးငှက်လေးနားနေရအနည်းကိုရောက်လာပြီးကျုံးငှက်လေးကိုပိုက်ကွန်အုပ်ဖမ်းတော့မလို့တဲ့ကွယ်အဲ့ဒါကိုပရက်စိတ်ကလေးကမြင်လိုက်ပြီးငှက်ဖမ်းသမားလုံးရက်ကိုရိမ့်မိသွားတယ်တဲ့ကွယ်ကျုံးငှက်လေးကတော့အနားယူနေတာဖြစ်လို့ငှက်ဖမ်းသမားရောက်နေတာကိုမသိဘူးပေါ့ဒါနဲ့ပရက်စိတ်ကလေးဟာငှက်ဖမ်းသမားရဲ့ခြေထောက်ကိုမြင်မြန်ကိုက်ပစ်လိုက်တော့တယ်တဲ့အဲဒီတော့ငှက်ဖမ်းသမားဟာနာလုံးနာကြောင့်လက်ထဲကပိုက်ကွန်ပြုတ်ကျသွားပြီးအော်တန်ထွက်သွားတော့တာပေါ့အဲဒီအခါမှာတော့ကျုံးငှက်လေးကငှက်ဖမ်းသမားကိုတတိထားမိသွားပြီးအလင်းမြန်ထပြန်တန်းသွားတော့တယ်တဲ့ကွယ်ဒီပုံမြင်လေးကပြောတဲ့သတင်းစကားကတော့ကိုကတပားသူပေါ်ပြုခဲ့တဲ့ကုညီဆောက်ရှောက်မှုတွေဟာတစ်ချိန်မှာကိုယ့်ထံကောင်းမွန်တဲ့အရာတွေပြန်ရောက်လာစေမှာပဲဖြစ်ပါတယ်ဒါအပြင်မိမိကိုကူညီဘူးသူကျေးဇူးပြုဘူးသူကိုမိမိအနေနဲ့ပြန်လဲကူညီကျေးဇူးပြုရမှာလည်းဖြစ်ပါတယ်တဲ့ကောင်းသောနေ့လေးဖြစ်ပါစေ။